ကျွန်တော်ပြည်သက်တွေအားလုံးမင်္ဂလာပါကျွန်တော်မနက်ကပြီးတခြားဝမ်းကြီးမှာတခြားဝမ်းကြီးမဲ့ထိပါပဲတင်ကနန်းတော့မထိခဲ့ဘူးတင်ကနန်းမရခဲ့တဲ့အတွက်ဒီညနေကိုကျွန်တော်ကနန်းလေး5ခုလောက်ထပ်ပေးခြင်းပါတယ်တခြားဝမ်းကြီးကတော့ထိသွားပြီဖြစ်တဲ့အတွက်ဒီညနေကို9-3ညအချိန်နဲ့ကျွန်တော်ထပ်ပေးပါမယ်စိတ်ဝင်စားရင်လိုက်ပြီးတော့ဆော့နိုင်ပါတယ်ကြိုက်လို့ရှိရင်လိုက်ပြီးတော့ဆော့နိုင်ပါတယ်မနက်ကလည်းကျွန်တော်ပေးတဲ့တင်ကန်းလေးနည်းနည်းတော့လွဲသွားတယ်ဗျာဒီလားနည်းနည်းလေးလွဲသွားရဆိုတော့ဗျာဟိုညီကိုရအောင်လေညီကိုတွေကများနေပြီဆိုကိုကတိတ်မကြိုက်တော့ဘူးအဲ့ဒါမို့လို့ကျွန်တော်နည်းနည်းဖယ်ထုတ်ရတာဗျာဒီမှာ6ခွန်အဲ့ခွန်ကြီးကိုတိတ်လည်းမကြိုက်လို့ဆိုပြီးတော့ပြီးတော့ကြာပင်းနေ့ကလည်း9ကြတဲ့တော့9နဲ့ပဲကျွန်တော်အဓိကဥတီပေးသွားတာပေါ့နော်ဒါပေမဲ့လွဲသွားတော့ဗျာကျွန်တော်ရဲ့ဝမ်းကြီးတစ်ချောက်ကတော့ထိပါတယ်အခုဒီညနေကနန်းပေးနေကျွန်တော်တခါလေတောင်းလုံးကနန်းမှာကျွန်တော်ပေးခဲ့ပါမယ်တောင်းလုံးကနန်းကတော့ကိုကြိုက်တဲ့ကနန်းကိုအောင်လိုက်ထိုးတယ်ကျွန်တော်3ခွက်လောက်ပဲကျွန်တော်ပေးပါပါတောင်းလုံးကနန်းကကျွန်တော်ထုတ်ထားတဲ့ကနန်းလေး3ခွက်ပါဗျာနော်ဟိုကြိုက်တယ်ဆိုရင်တော့လိုက်ထိုးပါဗျာဟို100ဝက်ဆိုလို့200ဝက်ဆိုလို့ကိုကြိုက်တဲ့ကိုထိုးပါလို့လည်းမပြောဘူးထိုးလို့လည်းမပြောဘူးဟိုကြိုက်လို့ပေါင်းလို့ဆော့ပါစားပါအဆင်ပြေလို့ဆော့ပါအဆင်ပြေလို့စားပါ3လုံးအတွက်3ခွက်ကတော့393ဖြစ်ပါတယ်393ကိုရန်ခွက်အနေနဲ့ထိုးပါ393ကအရင်မှာ main ခွက်2ခွက်ထပ်ပြောပါမယ်3လုံး main ခွက်2ခွက်ထပ်ပြောပါမယ် main ခွက်2ခွက်ကတော့364ဖြစ်ပါတယ်364ပြီးရင်ခွန်15 364ခွန်15ဒီ main ဖြစ်ပါတယ်393ဒီရန်ခွက်ဖြစ်ပါတယ်3လုံးကလည်းမှာနော်393ရန်မှာ364ခွန်15ဒီ main မှာနော်3လုံးကလည်းကိုချီးပဲဒါကျွန်တော်လည်းတန်းနိုင်ဆုံးထုတ်ပေးတာဖြစ်ပါတယ်မားမှန်မှန်တော့ကျွန်တော်လည်းမသိပါဘူးစေစနာနဲ့ကျွန်တော်ရသိချင်လို့ထုတ်ပေးတာခဏလေးဖြစ်ပါတယ်เนาะကျွန်တော်ဟိုဒါ YouTube မှာလောဆယ် like လွှင့်လို့မရတယ်ကျွန်တော် subscriber နည်းနေလို့ subscribe like နဲ့ subscribe လေးလုပ်ပေးထားကြပါဦးเนาะဒါ subscriber လေးနည်းနေတော့ YouTube မှာ like လွှင့်လို့မရသေးဘူးဖြစ်နေတယ်ပြီးတော့ channel လည်းအသစ်ထောင်ထားဆိုခုမှအသစ်ထောင်ထားဆို subscriber နည်းနေတော့ကျွန်တော် like လွှင့်လို့မရသေးပါဘူးအဲဒါကြောင့် video တိုလေးနဲ့ပဲကျွန်တော်တင်ပြပါဖြစ်ပါတယ်เนาะကိုဒူရီလည်း3လုံးကနန်းပေးသွားပြီ393ဒီရန်364ခွန်15ဒီ main ဖြစ်ပါတယ်3လုံးကနန်းပေးသွားပြီဆိုတော့ကျွန်တော်3လုံးကနန်းပေးပါမယ်ဂျာဝင်းနေညနေမှာ58 54 38 34နော်58 54 38 34ပြီးရင်ကျွန်တော်38ကိုပို့ပြီးကြိုက်ပါတယ်38 main မှာ300ဘူးလေးဘူးဆိုရင်300ဘူးလေးကိုရန်ထိုးပါနော်38ဒီ main 38ကို main တစ်ခွက်ထဲကိုအဓိကထားထိုးပါ5854 38 34ပြီးတော့ကျွန်တော်တစ်ခွက်မိခဲ့တယ်တစ်ခွက်မိခဲ့တာပါလဲဆိုတော့ကျွန်တော်ဟိုဒါ9ကိုတစ်ခွက်ရေ3ခွန်တစ်ခွက်ရေကြိုက်ရင်ထည့်ထိုးပါပေးပါမယ်နော်9-9တစ်ခွက်3ခွန်တစ်ခွက်ကြိုက်ရင်ရန်ထိုးပါနော်ကျွန်တော်38တစ်ခွက်38တစ်ခွက်ထဲကိုတည်တန်းကြိုက်ပါကြာရင်းညနေအတွက်နော်9-3ညတော့ကြာရင်းဆိုရင်တော့9တော့ကြောက်ကြပေးအောင်ပြောဒါပေမဲ့လည်း9နဲ့3နှလုံးပဲကျန်တာဖြစ်တဲ့အတွက်ကြိုင်လဲကြိုင်ကပြောမရဘူးမနေ့ကတည်းကပဲရှိတော့တဲ့အတွက်9လည်းထွက်ချင်မှပဲထွက်မယ်3လည်းထွက်ချင်မှထွက်မယ်ဒါပေမဲ့ကျွန်တော်ကတော့9စား3ယောက်ကိုကြိုက်ပါတယ်နော်အားလုံးပဲပေါက်ကြပါစေအချီးရရပါစေဒီညနေကိုကျွန်တော်စူးစမ်းပြီးလုပ်ပေးထားပါတယ်ပေါက်ကြပါစေရရပါစေ3လုံးလေးလည်းပေါက်ကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲ YouTube မှာကျွန်တော် subscriber နည်းနေသေးတဲ့အတွက်ကျွန်တော် like and subscribe လေးလုပ်ပေးပါဦးကျွန်တော် like လုပ်လို့မရသေးပါဘူးเนาะ subscribe 50အယောက်50ပြည့်မှာကျွန်တော် like လုပ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ဟိုအားပေးပြီးတော့ဝင်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်